လူစီနဲ့လီဆာဟာပင်လယ်လေမှာတန်တိုင်းလေးတစ်စင်းပေါ်မှာနေရင်အလွန်ကြောက်လန့်နေကြပါတယ်။သူတို့အောက်ဖက်ရေထဲမှာတော့အနေရကြီးတဲ့ဝေလငါးတစ်ကောင်နဲ့ပတ်နေပြီးမကြသေးခင်ကပဲသူတို့ရဲ့တငယ်ချင်းကြကိုဆွဲယူတက်ဖြတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဂျာကရက်သွေးတွေကသူတို့အပေါ်တောင်ဖြန်းကျန်နေပြီးအခြေအနေဟာအလွန်ထိတ်လန့်စရာဖြစ်နေပါတယ်။သူတို့နှစ်ယောက်ဟာအတန်မထွက်အောင်တတိထားပြီးလှေကိုဖြည်းဖြည်းပေါင်းကူးကအနီးဆုံးရှိတဲ့ကြောက်တန်းစီကိုရောက်ဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့သူတို့ရောက်တော့မယ်လို့ထင်တဲ့အချိန်မှာပဲလှေကရုတ်တရက်နောက်ပြန်ဆွဲခံရပြီးမူလနေရာကိုပြန်ရောက်သွားပါတယ်။အဲ့ဒါကဝေလငါးကလှေကိုကျိုးနဲ့ဆွဲနေတယ်ဆိုတာကိုသူတို့သိလိုက်ကြပါတယ်။လူစီကကျိုးကိုပြန်ဆွဲယူဖို့ကြိုးစားပေမဲ့ဝေလငါးကသူတို့အနားမှာပဲလှည့်ပတ်နေပြီးတခါတလေရေမျက်နှာပြင်ပေါ်ကိုတက်လာကသူတို့ကိုကြောက်ရွံ့စေတယ်လို့အနောက်ရှက်ပေးနေပါတယ်။ဒါပေမဲ့ချက်ချင်းမတိုက်ခိုက်ဘဲသူတို့ကိုလိမ့်လဲလိုက်စားနေတယ်လို့ဖြစ်နေပါတယ်။အနေရထဲမှာဆက်မနေချင်တော့တဲ့သူတို့နှစ်ယောက်ဟာရေထဲကိုခုန်ပြီးကြောက်တန်းစီကိုရေကူးသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့လီဆာကအနှဲငယ်မြန်ပြီးအရင်ခုန်လိုက်တာကြောင့်လူစီကလှေထဲမှာမတိမငြိမ်ဖြစ်ပြီးရေထဲကိုကျသွားပါတယ်။အဲ့ဒီအချိန်မှာဝေလငါးကသူတို့စီကိုလှည့်လာတာမြင်ရပြီးလူစီကအလွန်ကြောက်လန့်သွားပါတယ်။လူစီကအသက်ရှင်ဖို့အားကုန်သုံးပြီးကြောက်တန်းစီကိုရေကူးသွားပါတယ်။နောက်ဆုံးအချိန်ကြီးကပ်လာချိန်မှာသူမအားကုန်သုံးပြီးကြောက်တန်းပေါ်ကိုတက်နိုင်ခဲ့ပါတယ်။သူမအလွန်ဝမ်းသာပြီးလှေရဲ့ကျိုးကိုသူမရဲ့ကြောပိုးအိတ်နဲ့ချိတ်ကကြောက်တန်းစီကိုလှမ်းပစ်ဖို့ကြိုးစားခဲ့ပေမဲ့ကြိုးကြည့်ထားတာမခိုင်လို့ရေထဲကိုပြန်ကျသွားပါတယ်။အဲ့ဒီအချိန်မှာလီဆာကလူစီကိုကယ်တင်ဖို့ဝေလငါးကိုအာယုံလွှဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အခြေအနေကပိုပြီးအန္တရာယ်ကြီးလာပြီးလှေကပါဝေလငါးရဲ့အင်အားကြောင့်ပေါက်ပေါက်ဖြစ်သွားပါတယ်။လူစီကလည်းနောက်ဆုံးအန္တရာယ်ကိုမျက်နှာမူပြီးအားကုန်သုံးကကြိုးစားရပါတယ်။နောက်ဆုံးမှာလီဆာရဲ့ကူညီမှုကြောင့်လူစီကဝေလငါးကိုလွတ်မြောက်ပြီးကြောက်တန်းပေါ်ကိုတက်နိုင်ခဲ့ပါတယ်။အချိန်တိုအတွင်းတော့သူတို့နှစ်ယောက်လုံးကြုံသွားခဲ့ပါတယ်။စိတ်တည်ငြိမ်လာပြီးနောက်သူတို့ဟာဒီအဖြစ်ပြက်ကြီးဘာကြောင့်ဖြစ်ပွားခဲ့တာလဲဆိုတာပြန်စဉ်းစားကြပါတယ်။မကြသေးခင်ကသူတို့ဟာဂျက်နဲ့အတူပင်လယ်ကမ်းခြေကိုသွားပြီးဂျက်စကီစီးကစူညံစွာကစားခဲ့ကြပါတယ်။အဲ့ဒီစူညံတန်တွေကဒီဝေလငါးကိုစိတ်နှောက်ယှက်ဖြစ်စေပြီးဒေါသထွက်စေခဲ့ပါတယ်။ဒီဝေလငါးကဒေါသထွက်ပြီးသူတို့ရဲ့ဂျက်စကီကိုတိုက်ခိုက်ကလမ်းပစ်ခဲ့ပါတယ်။အစပိုင်းမှာသူတို့အန္တရာယ်ကိုမလေးစားခဲ့ကြပေမဲ့ဂျက်ကဂျက်စကီပေါ်ပြန်တက်ဖို့ကြိုးစားတဲ့အချိန်မှာဒီဝေလငါးကထပ်မံပေါ်လာပြီးထပ်မံတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးချက်ကလီဆာရဲ့လက်ကိုဖမ်းလိုက်နိုင်တော့လဲဒီဝေလငါးကပြန်ပေါ်လာပြီးသူ့ကိုဆွဲယူသွားကပင်လယ်နက်ထဲကိုခေါ်ဆောင်သွားခဲ့ပါတယ်။ကြောက်တန်းပေါ်ရောက်ပြီးနောက်လူစီနဲ့လီဆာဟာဝေရဲ့စူးတောင်များပုံစံကိုသတိပြုမိကြပါတယ်။အဲ့ဒီစူးတောင်များကကွေးနေပြီးလူတွေကဖမ်းဆီးထားခဲ့မှုတဲ့ဝေတကောင်ဆိုတာကိုပြသနေပါတယ်။သူတို့ကဒီဝေလငါးဟာလွတ်မြောက်လာပြီးဒီနေရာထဲဝင်လာကရေလိုင်းကြချိန်မှာပိတ်မိတယ်လို့ထင်ခဲ့တာကြောင့်ကြောက်ရွံ့ပြီးရန်လိုလာတာဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်